ငါစီရင်ကြီးလေးချက်ပြထားပါတယ်เนาะဒီနေ့ကြည့်ကြပါအောင်ရှင့်ဒီချိန်မှာငါစီရင်ကကောင်းကြီးချိန်မစားရတယ်ပေါ့เนาะသူ့ရဲ့ရတီချိန်ဥတွေလည်းပါတယ်ကောင်းကြီးအမှဘယ်လောက်ဈေးလဲဆိုတော့4000ဈေးတပိတ်တာကို4000ဈေးပါဒါတော့စိတ်တာဘယ်လောက်ကောင်းမှမရပါဘူးเนาะဒါစိတ်တာဆိုရင်1000ဘူးဝယ်ခဲ့ပါတယ်ဒီချိန်မစားတော့ဈေးကြီးလဲဝယ်စားထားတာပေါ့နော်ဒါတော့အမြဲတမ်းမစားနိုင်ပါဘူးဈေးသားအများလို့ပါတနေ့ကောင်းကြီးဝယ်လာပါပြီဒါလေးဈေးလေးဒါဒီမှာဥတွေရောကုန်ပါတယ်နော်ဥရှယ်ပဲဥကြီးလေးကောင်းကြီးပဲတကောင်နဲ့ဆိုရင်တော့သမင်းတနစားတော့ပြီးရမှာနော်တော်ကြီးဒီဒါလေးတော့ဘိုက်တွေပါနည်းနည်းခွဲပြီးတော့ဒါစားစုံနဲ့ချမုံနဲ့နေပြီးတော့စစ်တက်ပေးချက်မယ်ရှင်လေးကတော့နေထားတဲ့ချုံမောက်စာငပိတ်စွနဲ့နေထားတဲ့ဟာကိုစစ်တက်ပြီးတော့ဇိုင်းထည့်မယ်ပေါ့နော်ပြီးရင်ရှင်ဖုံးခဏအုပ်ပြီးတော့ခုနရေလေးနည်းနည်းထည့်ပါမယ်ခုနအမှစွနာစွနေထားတဲ့ရေကိုပဲပြန်ထည့်မယ်ပေါ့နော်ရေဘခဏအုပ်မယ်အုပ်ပေါ်လို့ရှိရင်ငစင်ရိုင်းကနူးလာပြီဆိုရင်တော့ဒါလေးကအမတာအမီးပြင်းတော့ငစင်ရိုင်းဥရနဲ့ထွက်ကုန်ပြီးတော့အမမရမ်းများလေးထည့်ပါတယ်ရမ်းများလေးထည့်ပြီးတော့ခဏအုပ်ပါတယ်ပြီးတော့လို့ရှိရင်တော့အနံ့လေးမြင့်သွားအောင်ဒါတော့ကိုယ်ချန်တဲ့ဟိုနနမီလေးခူးပြီးတော့ရှမ်းနံလေးခူးပြီးတော့ဒါလေးထည့်ရမယ်ပေါ့ချက်ခန္ဒီမှထည့်မှာပါဒါလေးရချက်ခန္ဒီပြီးဆိုတော့အရသာလေးကောင်းနေပါပြီရှယ်ပါချစ်ချင်းပြုံချင်တိုင်းရောမချင်ပါတော့ဒါလေးနတ်မရှမ်းနံလေးအုပ်ပါပြီဒါလေးရမ်းရက်သက်ရှိတဲ့ငစင်ရိုင်းဥနဲ့ဟင်းရပါပြီရှင်ဒီချိန်ရွေးစားရတာပေါ့နော်ဒါလေးတော့ကဲရပါပြီရှယ်ပဲစားအောင်စားချင်ပါဗီဒီယိုလေးကိုဆုံးသိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးအပိကြပါအောင်နော်